ရုံးငယ်ပါတီညမှာခွင့်အားချစ်တော်ကုမုံတော်နဲ့ဦးစားဆုံးရေးခက်လာပြီးလှရှာမျိုးပြည့်တိမ်ပန်းရဲ့ပြားသူလာမလားရဲ့လို့ဒီစိတ်ကူးရဲ့အဲ့ဒီတွေနဲ့လာရဲ့အောင်တယောက်ချစ်သူမျိုးရင်ခရီးပဲလို့ဝေးပြီးမဲ့အချစ်ကြီးချစ်ရဲ့မဲလေဆွေရောကြီးဒီလမ်းကြီးခရီးသည်ညတပြေသာသာရှိလိမ့်မည်ကိုဘဝနေမှာချင်းလေဘရုံးငယ်ပါတီညမှာခွင့်အားချစ်တော်